မိန်းကလေးတစ်ယောက်ဟာသူမရဲ့အချစ်ဆုံးတငယ်ချင်းရဲ့ဖိတ်ကြားမှုကြောင့်ရာစုနှစ်များစွာတက်တန်းရှိတဲ့လျှို့ဝှက်စမ်းကျဲအိမ်ကြီးတစ်လုံးမှာခိတ္တသွားနေဖို့ရောက်လာခဲ့တယ်။ဒါပေမဲ့အိမ်ထဲကိုစောင့်ဝင်လိုက်တဲ့အချိန်မှာပဲအိမ်ကူတွေအားလုံးကသူမကိုထူးဆန်းတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေတာကိုသတိထားမိလိုက်တဲ့အစာပိုင်းမှာတော့သူမကအဲ့ဒီကိစ္စကိုတိတ်အလေးမထားခဲ့ဘူးဒါပေမဲ့အိမ်ရှင်ကိုတွေးလိုက်ရတဲ့အချိန်မှာတော့လုံးဝအံ့အားသင့်သွားခဲ့တယ်။ဘာလို့လဲဆိုတော့သူ့ရှေ့မှာရက်နေတဲ့မျိုးသားဟာသူမရဲ့အိမ်မက်ထဲမှာမကြာခဏတွေ့ရတဲ့ချစ်သူနဲ့တပုံစံလေးတူနေလို့ပဲအဲ့ဒီအချိန်မှာသူမရဲ့တငယ်ချင်းကပြောလိုက်တယ်။ဒီလူကငါရဲ့စိတ်ဆက်ထားတဲ့သူတို့သားလေးအဲ့ဒီစကားကိုကြားလိုက်ရတော့ကောင်မလေးဟာသတိပြန်ဝင်လာပြီးအိမ်မက်ထဲကလူနဲ့တူယုံပဲဖြစ်မှာပါလို့ကိုနှစ်သိမ့်လိုက်တယ်ဒါပေမဲ့သူမမသိလိုက်တာကအဲ့ဒီအမျိုးသားဟာထွက်သွားပြီးနောက်လျှို့ဝှက်စွာပြန်လှည့်ကြည့်ခဲ့တာပဲသူ့မျက်လုံးတွေထဲမှာတော့သူမကိုအရင်ကတည်းကသိနေတယ်လို့ခံစားချက်မျိုးပေါ်နေခဲ့တဲ့ညရောက်တော့ကောင်မလေးကစင်ကြံနဲ့လမ်းလျှောက်နေတော့ဧကန်ထဲကမင်္ဂလာဆောင်ဓာတ်ပုံတစ်ပုံကိုတွေ့လိုက်ရတဲ့ဓာတ်ပုံတွေကသူတို့သမီးဟာသူမနဲ့တပုံစံလေးတူနေတဲ့သူမကကိုတေချာအောင်ကြည့်မလို့လုံနေတော့ဘန္နာထင်းကြီးကရုတ်တရက်တားလိုက်တယ်ဒီအိမ်ထဲကပစ္စည်းတွေကိုအကြောင်းမဲ့မထိပါနဲ့မဟုတ်ရင်နောင်တရလိမ့်မယ်လို့ပြောလိုက်တဲ့ကောင်မလေးလည်းတောင်းပန်ပြီးအသာလေးထွက်သွားခဲ့တယ်ဒါပေမဲ့သူမထွက်သွားပြီးတာနဲ့အဲ့ဒီအမျိုးသားရောက်လာခဲ့တဲ့ဓာတ်ပုံရှိကပန်းတွေကိုဖယ်လိုက်တဲ့အခါပုံတွေကသူတို့သမီးဟာတခြားသူမဟုတ်ပဲအဲ့ဒီကောင်မလေးကိုယ်တိုင်ဖြစ်နေခဲ့တဲ့တစ်ဖက်မှာတော့ဘန္နာထင်းကကောင်မလေးကိုသူမရဲ့အခန်းစီခေါ်သွားခဲ့တဲ့အခန်းထဲရောက်လိုက်တဲ့အချိန်မှာသူမအံ့ဩသွားခဲ့တယ်ဘာလို့လဲဆိုတော့အထူးထုတ်ဝစ်စုံပေါင်း100ကျော်ကိုတေးသေးချာချာစီထားပြီးအားလုံးကသူမရဲ့ကိုရွယ်စားအတိအကျဖြစ်နေခဲ့လို့ပဲဘန္နာထင်းကပြောတယ်ဒါတွေအားလုံးကိုသခင်ကြီးကမင်းအတွက်အထူးပြင်ဆင်ထားတာပါအဲ့ဒီစကားကြောင့်ကောင်မလေးအံ့အားသင့်သွားတဲ့ပြင်ပန်းမှာအေးဆက်ပြီးမာနကြီးပုံရတဲ့အဲ့ဒီလူဟာအတွင်းစိတ်မှာတော့အသေးစိတ်ဂယုစိုက်တဲ့သူဖြစ်နေခဲ့တယ်ဒီထက်ပိုပြီးအံ့ဩစရာကောင်းတာကသူကညဘက်မူးဝေတက်ရင်စားဖို့တကြားလုံးလေးတွေတောင်ပြင်ဆင်ထားပေးခဲ့တဲ့ကောင်မလေးကလုံးဝထိတ်လန့်သွားခဲ့တယ်ဘာလို့လဲဆိုတော့သူမမှာညဘက်အိယာကနိုးလာရင်မူးဝေတက်တဲ့ပြဿနာရှိတာအမှန်ပဲအဲ့ဒီအကြောင်းကိုတော့သူမရဲ့အချစ်ဆုံးတငယ်ချင်းတောင်မသိဘူးဒါဆိုအဲ့ဒီလူဘလို့သိနေတာလဲအဲ့ဒီညမှာပဲကောင်မလေးအိပ်ပျော်သွားတဲ့အခါအိမ်မက်ထဲမှာသူမရဲ့ချစ်သူပေါ်လာပြန်တဲ့ဒီတစ်ခေါက်တော့သူနီးလာတဲ့အချိန်မှာကောင်မလေးရဲ့လက်သေးတွေကသူ့လက်မောင်းပေါ်မှာချစ်ရာတွေထင်ကျန်သွားခဲ့တယ်မနဲ့နိုးလာတော့သူမရှက်လွန်းလို့မျက်နှာတောင်မဖော်ရဲဘူးဒါအိမ်မက်ပဲလေလို့ကိုပြောနေခဲ့တယ်ဒါပေမဲ့အောက်ထပ်ကိုဆင်းလာတဲ့အချိန်မှာတော့အဲ့ဒီအမျိုးသားရဲ့လက်မောင်းပေါ်မှာအတိအကျတူညီတဲ့ချစ်ရာတွေရှိနေတာကိုတွေးလိုက်ရတဲ့ကောင်မလေးရဲ့စိတ်ထဲမှာလုံးဝရှုပ်ထွေးသွားခဲ့တယ်သူမဘာမှမတွေးနိုင်ခင်မှာပဲအဲ့ဒီလူကသူမစီတဖြည်းဖြည်းရှောက်လာခဲ့တယ်သူမကြောက်လန့်သွားခဲ့ပေမဲ့တကယ်တော့သူမကြားခဲ့တဲ့လက်ကင်အိတ်ကိုပြန်ပေးဖို့လာတာပဲဖြစ်တဲ့ကောင်မလေးလည်းအိတ်ယူပြီးအမြန်ထွက်သွားခဲ့တယ်ငါတွေးလို့နေတာပဲဖြစ်မှာပါလို့ကိုပြောနေခဲ့တယ်ဒါပေမဲ့အင်္ဂိဝကိုရောက်တာနဲ့အဲ့ဒီလူရဲ့ကားကသူမရှိမှရက်လိုက်တဲ့ကားတွေကအမျိုးသားကကားပေါ်တက်လို့ပြောလိုက်တဲ့ကောင်မလေးကညှင်းချင်ပေမဲ့အင်ရှင်ကိုမငြင်းရဲပဲကားပေါ်တက်လိုက်ရတယ်အဲ့ဒီနောက်သူမကိုသူ့ကုမ္ပဏီစီတိုက်ရိုက်ခေါ်သွားပြီးဝန်ထမ်းအားလုံးရှေ့မှာအတူတူဝင်လာခဲ့တယ်အဲ့ဒီမြင်ကွင်းကိုမြင်တော့လူတိုင်းကသူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေပြီလို့ထင်ပြီးတီတိုပြောဆိုနေကြတယ်ဓာတ်လေကားတွေရောက်တာနဲ့အမျိုးသားကကောင်မလေးကိုရုတ်တရက်ပွေးဖက်လိုက်တဲ့ကောင်မလေးလည်းထိတ်လန့်သွားပြီးငါရှင်းစစ်ဆက်ထားသူရဲ့တငယ်ချင်းပါလို့ပြောလိုက်တယ်အဲ့ဒီအခါမှသူကလွတ်ပေးလိုက်ပြီးလက်ထောက်ကိုသူမအတွက်အလုပ်တစ်ခုစီစဉ်ပေးလိုက်လို့အမိန်ပေးလိုက်တဲ့အဲ့ဒီညစာစားနေတုန်းကောင်မလေးဟာအဲ့ဒီလူရဲ့စိတ်ထဲမှာဘာတွေတွေးနေလဲဆိုတာလုံးဝနားမလည်နိုင်သေးဘူးဒါကြောင့်သူနဲ့အကွာဝေးထားဖို့ကိုအမြဲတတိပေးနေခဲ့တယ်ခဏအကြာမှာတော့အမျိုးသားကတစ်ခုပြောစရာရှိလို့ပြောပြီးထွက်သွားခဲ့တယ်ဒီခွင့်ရေးကိုအသုံးချပြီးကောင်မလေးကသူပြန်မလာခင်ထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ထိုင်ကုန်ကနေထားလိုက်တဲ့အချိန်မှာပဲရုတ်တရက်ကောင်းမှုလာခဲ့တယ်ဒီအခါမှသူမတတိထားမိလိုက်တယ်သူမတောက်ခဲ့တဲ့ရေခွက်ထဲမှာတစ်ခုရောထည့်ထားခဲ့တာကိုဒါဆိုနောက်ဘာတွေဆက်ဖြစ်လာမလဲဒီရုပ်ဝက်စမ်းကျဲအင်ကြီးရဲ့နောက်ွယ်မှာဘလို့အမှန်တရားတွေဖုံးကွယ်ထားတယ်လဲဆက်လက်သိရှိခြင်း like and follow ထားဖို့မမေ့နဲ့နော်